ကဲအားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ကိုမအားလုံးပဲတကွက်ကောင်းမင်းရောကွက်လိုချင်ပါရဲ့ဆွဲကိုမအားလုံးပဲဗီဒီယိုလေးကိုပြီးဆုံးကြည့်ရှုပြသွားပေးပါเนาะကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကိုမအားလုံးပဲเนาะကျွန်တော်ဒီညနေမှာဆိုရင်လည်းเนาะ6ထိပ်စီ9နောက်ပိတ်နဲ့6 5ဆိုတဲ့ကဏ္ဍလေးထွက်သွားခဲ့တယ်ဗျာเนาะဒီညနေမှာဆိုရင်ကျွန်တော်9တလုံးဆိုတော့တေးကြရဲ့ဗျာသိလားเนาะကျွန်တော်ဒီညနေမှာရတာ9တလုံးဆိုတော့တေးကြရဲ့ဒါကိုကျွန်တော်ပေါက်ပေးပေးရဲ့အထဲမှာအောင်မှကျွန်တော်9 8ကဲเนาะ9 3ရယ်เนาะကျွန်တော်အဲ့လိုပေးထားတာနော်ဒါပေမဲ့96ကြီးရသွားတယ်ဗျာနော်96ကြီးထွက်သွားတယ်ဗျာနော်ကဲတော့ကျွန်တော်မနက်ဖြန်နေ့လေ7:10မိနစ်စီအတွက်2 8ပတ်တီလေး2 8မင်းရောက်ကလေးပြောပြတော့မယ်တက်ကွာကောင်းမင်းရောက်ကလူချင်းတဲ့ကိုမအားလုံးပဲဗီဒီယိုလေးကိုပြီးဆောင်ကြည့်ရှုပေးပါနော်ကဲကိုမအားလုံးပဲနော်ကျွန်တော်တို့တပတ်စာမွေးကနန်းလေးရင်ပြောပေးမယ်ပြီးကျွန်တော်ဗုဒ္ဓမှုကျော်ဇာရုပ်ပတ်တီလေးပြောပေးမယ်နော်ပြီးတော့ကျွန်တော်မနက်ဖြန်နေ့လေ7:10မိနစ်စီအတွက်2 8တက်ကွာကောင်းမင်းရောက်ကလေးတွေနော်2 8ပတ်တီလေး2 8မင်းရောက်ကလေးပြောပြတော့ပါမယ်နော်ကဲအားလုံးပဲကိုမအားလုံးပဲကျွန်တော်ဒီကိုပြေး channel လေးကိုနော်TikTok ကြည့်နေကူမအားလုံးပဲ channel လေးကို follow လုပ်ပေးပါเนาะ YouTube ကြည့်နေကူမအားလုံးလည်း channel လေးကို subscribe လုပ်သွားပေးကြပါဦးเนาะကဲအားလုံးပဲကိုမအားလုံးပဲကျွန်တော်တို့မနက်ဖြန်နေ့လယ်7:10မိနစ်ဈေးတွက်2 8တကောက်ကောင်းမင်းရောက်ကလေးပြောပြပါမယ်เนาะလက်မမနေရတဲ့ကူမအားလုံးပဲလက်မလေးတယောက်ချက်နေပေးပါเนาะအသေးလေးတယောက်ချက်နေပေး comment မှာ okay လေးတယောက်ချောင်းစီမှန်သွားပြီเนาะကဲအားလုံးပဲကျွန်တော်တို့เนาะတပတ်စာမွေးနှမ်းလေးရရောနှစ်ထိပ်စီ9နောက်ပိတ်နဲ့2 9 6ထိပ်စီ9နောက်ပိတ်နဲ့6ခွန်နှစ်ထိပ်စီ10နောက်ပိတ်နဲ့2 1ပါเนาะ2 9 6ခွန်2 1ကဒါကျွန်တော်တို့တပတ်စာမွေးကနန်း3ခွက်ပါเนาะတပတ်စာမွေးကနန်းကလည်းကျွန်တော်အမြဲရနေဖြစ်တဲ့အတွက်တေချာလေးစော့စေချင်ပါရဲ့เนาะတေချာလေးကြီးစိုက်ပြီးစော့စေချင်ပါရဲ့တပတ်စာမွေးကနန်းပါဘိုလ်ဘူးမကျော်ဇာရုပ်ပတ်တီကကျွန်တော်3ညပတ်တီပါเนาะဇာရုပ်ပတ်တီက3ညပတ်တီပါเนาะမနက်ဖြန်နေ့လေเนาะ7:10မိနစ်ဈေးအတွက်ကျွန်တော်3လပိုင်း17ရက်နေ့เนาะဗုဒ္ဓဘူးနေ့နေ့လေ7:10မိနစ်ဈေးအတွက်เนาะ2 8ပတ်တီလေးကကိုကမှလုံးမဲ့ကျွန်တော်2ပတ်တီခွန်ပတ်တီပါเนาะ2ပတ်တီခွန်ပတ်တီပါ2နဲ့ပတ်သက်ပြီးကျွန်တော်တင်ခွက်လေးရရောနှစ်ထိပ်စီ300နောက်ပိတ်နဲ့20နှစ်ထိပ်စီ4နောက်ပိတ်နဲ့2 4နှစ်ထိပ်စီ6နောက်ပိတ်နဲ့2 6ခွန်နဲ့ပတ်သက်ပြီးကျွန်တော်တင်ခွက်လေးရရောခွန်ထိပ်စီ300နောက်ပိတ်နဲ့80ခွန်ထိပ်စီ1နောက်ပိတ်နဲ့ခွန်1ခွန်ထိပ်စီ6နောက်ပိတ်နဲ့ခွန်6ပါเนาะနှစ်နဲ့ပတ်သက်ပြီးကျွန်တော်မင်းရောကွက်လေးရရောနှစ်ထိပ်စီ9နောက်ပိတ်နဲ့2 5ပါခွန်နဲ့ပတ်သက်ပြီးကျွန်တော်မင်းရောကွက်လေးရရောခွန်ထိပ်စီ9နောက်ပိတ်နဲ့ခွန်5ပါเนาะကဲလုံးမအကြိုက်တူရဲ့ကူမအားလုံးပဲတေချာလေးလိုက်စော့ပေးပါเนาะအကြိုက်မတူရဲ့ကူမရဲ့ရောလွတ်လပ်စွာဘက်ကန်နိုင်ပါရဲ့ဗျเนาะကဲလုံးမတက်ကွက်ကောင်းမင်းရောကွက်လို့ရှင်တဲ့ကူမအားလုံးပဲเนาะကျွန်တော်နဲ့အတူတူ cancellation နဲ့ကူမအားလုံးပဲကျွန်တော်ရဲ့ဖုန်းနံပါတ်လေးဖြစ်တဲ့3996008333ဆိုရယ်ဖုန်းနံပါတ်လေးကိုเนาะဖုန်း message ကနေပဲဖြစ်ဖြစ် Viber ကနေပဲဖြစ်ဖြစ်เนาะကျွန်တော်ဖုန်း direct ခေါ်ဆိုပြီးတော့ဖြစ်ဖြစ်ကျွန်တော်စီမှာခဏလေးလာယူလို့ရပါတယ်เนาะမနက်ဖြန်နေ့လေ7:10မိနစ်ဈေးအတွက်2 8တကွာကောင်းမင်းရောက်ကလေးကျွန်တော်ပြပါမယ်เนาะပေါ့ရင်လည်းအကူမအောင်စေနာရှိလောက်ပဲပေးရမှာပါเนาะဘယ်လောက်ပို့ထိုးပေးပါမရှိပါဘူးเนาะအဲ့တော့ကိုမအောင်လုံးပဲကျွန်တော်ရဲ့ဖုန်းနံပါတ်လေးပြတဲ့399600866333ဆိုရယ်ဖုန်းနံပါတ်လေးကိုဖုန်းတက်ဆက်သွယ်ပေးပါเนาะကြလုံးပဲကျွန်တော်မနက်ဖြန်เนาะနေ့လေဗီဒီယိုလေးမှာအလုံးနဲ့ပြန်တွေ့ပါမယ်เนาะတက်တာပါနော်ကျွန်တော်ဗီဒီယိုလေးကိုလည်းကိုမအောင်လုံးပဲကျွန်တော်2ကင်းမှမတက်ခဲ့လို့ရှိရင်အဲ့ကနန်းတွေကိုပဲเนาะကျွန်တော်ဒီညပေးထားတဲ့ကနန်းတွေကိုပဲနောက်နေ့မနက်ဈေးတင်မဟုတ်ပဲညနေဈေးမှာပါတက်ဆော့ပေးပါเนาะကျွန်တော်အကယ်ကျွန်တော်ဗီဒီယိုမတင်ဖြစ်ခဲ့လို့ရှိရင်ပေါ့เนาะကျွန်တော်ပုံမှန်ဆိုတော့ဗီဒီယိုလေးတင်ပေးပါမယ်เนาะကနန်းပြောင်းဆော့ရမယ်ဆိုရင်တော့ကျွန်တော်ဗီဒီယိုလေးတင်ပေးပါမယ်ကြည့်ရအောင်မတက်တာပါ